အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Media News ရဲ့ channel နဲ့ပြောင်းလဲကြိုးစားလိုက်ပါတယ်ကျွန်တော်တို့မြန်မာပြည်သားလူငယ်တွေကြားထဲမှာရေပန်းစားနေစေဖြစ်နေတဲ့မဲထက်လူကတော့ကိုချိန်မှာအမေရိကန်နိုင်ငံမှာပြောင်းလဲပြီးတော့မှပညာတော်သင်ယူနေခဲ့တာပဲဖြစ်တယ်ဒါပေမဲ့လည်းသူပညာရဲ့သင်ယူနေဆက်ဖြစ်တော်လည်းပဲတစ်ဖက်မှာတော့သူရဲ့အကစားဝဒနာဖြစ်တဲ့ဘောလုံးကိုနေတာခုချိန်တည်းလေးလာသင်ယူစီးပူးနေစေဆိုတာပြည်သားကြည့်တော့လဲတင်မြင်မိကြမှာတော့မှာပဲဗျာခုလေသူရဲ့ကျောင်း University ကျောင်းရဲ့ကလပ်အသင်းဖြစ်တဲ့အသင်းတစ်ခုမှာသူပါဝင်ရှင်ပြိုင်ပြီးတော့မှခုချိန်တည်းဘောလုံးကိုစော့ကစားပြီးတော့မှပြည်သက်တွေရဲ့အားပေးထောက်ခံမှုတွေကိုခုချိန်တည်းထပ်မံရရှိနေစေဖြစ်တဲ့မဲထက်လူပဲဖြစ်ပါတယ်ရုပ်ရည်အားလည်းချုံမောလှပပြီးတော့မှသူရဲ့အရက်မောင်ကလည်း international ဆန်တယ်လို့ပြောရမှာပါနိုင်ငံတကာနဲ့ရေမောင်တန်းပြီးတော့မှစော့ကစားနေတဲ့အရေးချင်းတွေရှိနေတာကြောင့်ခုချိန်မှာသူတို့ရဲ့ကျောင်းရဲ့ University ကျောင်းမှာပြန်လည်ပြီးတော့မှအသင်းဖွဲ့တယောက်အနေဖြင့်ပြန်လည်ပါဝင်ပြီးတော့မှအဲ့ဒီကလပ်မှာပြန်လည်ပြီးတော့မှစော့ကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါလို့သူရဲ့ skill တွေပြပြီးတော့မှသူရဲ့ပုံရိပ်တွေကိုပရိသတ်တွေကိုလည်းပြန်လဲဝေမျှပေးခဲ့တာလည်းတွေ့မြင်နေရပါတယ်ဆက်လက်ပြီးတော့လူတွေမသိဘဲနဲ့အထင်မထားတဲ့ကိစ္စတွေကတော့ကလပ်တစ်ခုမှပြန်လဲပြီးတော့မှစော့ကစားရမှာသူရဲ့ပါရမီကတော်လေးကိုထူးခြားပြီးတော့မှတော်လုံးနေခဲ့တာကြောင့်သူရဲ့ကြောင်းနဲ့ပတ်သက်ပြီးတော့တော်လေးကိုဂုံတက်စရာတွေဖြစ်နေခဲ့တယ်ဆိုပြီးတော့မှလည်းသတင်းတွေကြားသိနေရပါတယ်အမည်မဖော်လို့တဲ့ကုမ္ပဏီတစ်ခုကနေပြီးတော့မှမဲထက်လူကိုစပွန်ဆာပေးပြီးတော့မှသူရဲ့ဘောလုံးအမှုပညာကိုပြန်လဲပြီးတော့မှဆက်လက်ပြီးတော့ပေါ့ဗျာပြည်သက်ကြီးတွေထောက်ပံ့ပေးပြီးတော့မှစပို့ပေးနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိနေရပါတယ်အဲ့ဒီကုမ္ပဏီကအမည်အတိမဖော်လို့တာကြောင့်မဲထက်လူကိုလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့မဖော်ရတဲ့ကိစ္စတွေကိုတားမြစ်ထားတယ်ဆိုပြီးတော့လည်းကြားသိနေရပြီးတော့မှဒါကြောင့်ပြည်သက်ကြီးတို့မသိနိုင်တဲ့ကိစ္စကိုမိထက်လူကအခုချိန်တည်းမှာပြောပြနိုင်ခဲ့တာပဲဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာပြည်သက်တွေကြားထဲမှာတော့မိထက်လူကတော့မျိုးသမီးအသင်းကလပ်မှာအကောင်းဆုံးဖြစ်တယ်လို့တကယ်လည်းတိုက်စစ်မှုကောင်းဖြစ်တယ်ဆိုတာကိုတော့ညင်းမရစေပါပဲဗျာ